မင်္ဂလာပါလို့ကျွန်တော်ပထမအဆုံးလို့ခွန်ဆက်တာချင်ပါတယ်ကျွန်တော်ဒီနေ့ဖျားသခင်ရဲ့နှုတ်ကပတ်တော်အနည်းငယ်ဆွေးနွေးကြရအောင်ဘာကြောင့်လဲပတ်သက်ပြီးတော့ကျွန်တော်ဒီနေ့ဖျားသခင်ချစ်တဲ့ဓမ္မမိတ်ဆွေများနဲ့ကျွန်တော်ဆွေးနွေးခြင်းတဲ့အချက်ကတော့ဂျိုးဆက်အကြောင်းဖြစ်ပါတယ်ကျွန်တော်ရဲ့အခြေပြုကျမ်းချက်ကိုပမာတွေ့ရလဲဆိုတော့ကပ္ပဦးကျမ်းအခန်းကြီး39အငယ်19ဒီကျမ်းပိုင်ကတော့တူတူလေးနဲ့တော်တော်လေးကိုရှင်းတဲ့ကျမ်းပိုင်ဖြစ်ပါတယ်ကြည်လို့အိမ်မက်ဆရာလာပြီဆိုပြီးတော့ရေးသားထားပါတယ်ကျွန်တော်ကပ္ပဦးကျမ်းအခန်းကြီး39 38 39 40အထိကျွန်တော်ဖတ်မယ်ဆိုရင်ဂျိုးဆက်အကြောင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တွေ့ရပါတယ်ဒီဂျိုးဆက်အကြောင်းကိုကျွန်တော်တို့တည်တည်ချာချာစဉ်းစားကြည့်မယ်ဆိုရင်တော်တော်လေးကိုစိတ်ဝင်စားစရာကောင်းတဲ့အချက်ဖြစ်ပါတယ်ဂျိုးဆက်ဟာယာကုပ်ရဲ့သားဖြစ်တယ်ယာကုပ်ကအရန်ချစ်မြတ်နိုးတဲ့ Rachel ရဲ့သားဖြစ်တယ်ကျမ်းစာထဲမှာဘယ်လိုရေးထားလဲဆိုတော့လီယာနဲ့ Rachel ဆိုတာရှိတယ်ပထမယာကုပ်ကသူချစ်တာကတော့ Rachel ဖြစ်တယ်ဒါပေမဲ့ဖျားသခင်ရဲ့အစီအစဉ်လားအဲ့ဒီအစီအစဉ်ကပြတ်သွားတယ်Rachel ဆိုတာအငယ်တစ်ယောက်ဖြစ်တယ်သူ့ရဲ့အကြီးမကတော့လီယာဖြစ်တယ်အဲအကြောင်းသူတို့ရဲ့ထုံးစံအရာဆိုရင်တော့အကြီးမကိုအရင်သူတို့လက်ထပ်ခွင့်ပြုတာဖြစ်နိုင်တယ်အဲအကြောင်းသူ9နှစ်စူးစမ်းပန်းစားသူအလုပ်လုပ်ပြီးတဲ့အခါကျတော့လက်ထပ်တဲ့အချိန်ကျတော့သူမနေ့သူ့ရဲ့မိန်းမကိုသူကြည့်လိုက်တဲ့အခါကျတော့လီယာဖြစ်တယ်နော်သူမကြိုက်တဲ့တယောက်ဖြစ်တယ်ဒါပေမဲ့သူကြိုက်တဲ့တယောက်ဖြစ်တဲ့ Rachel ကိုသူဆက်လက်ပြီးတော့သူစူးစမ်းဖို့သူကစီစဉ်ထားတယ်အဲအကြောင်းသူ့ရဲ့ရောက်ခမစီမှာကျွန်တော် Rachel ကိုကျွန်တော်ရချင်တယ်ပေါ့နော်သူနဲ့ပေါင်းတင်ခြင်းနဲ့အားကြောင့်ကျွန်တော်ဘယ်လိုလုပ်ရမလဲဆိုတဲ့အခါကျတော့9နှစ်9မိုးစူးစမ်းဖို့သူ့ရဲ့ရောက်ခမကပြန်ပြောလိုက်တယ်ယာကုပ်ရဲ့အချစ်ဟာ Rachel ပေါ်မှာတော်ကြီးမားတဲ့အတွက်ကြောင့်သူက9နှစ်အလုပ်လုပ်တာကတော့နော်9ရက်လောက်အလုပ်လုပ်တယ်လို့ဖြစ်တယ်ဆိုပြီးတော့တချို့စာရေးဆရာတွေကလည်းပြောတာရှိတယ်အဲ့ဒါတော့အချစ်ရဲ့စွမ်းအင်ပေါ့ကွာအချစ်ရဲ့စွမ်းအင်ပေါ့အဲ့ဒါကြောင့်သူအရန်ချစ်တဲ့ Rachel နဲ့ရတဲ့သားက Joseph ဖြစ်တယ် Benjamin ဖြစ်တယ်ဒါပေမဲ့သူဂျိုးဆက်ကိုတော်တော်လေးကိုချစ်တယ်။ဘာဖြစ်လို့လဲဆိုတော့သူ့အမေကိုသူကအရန်ချစ်တဲ့နီးသူဒီဂျိုးဆက်အပေါ်မှာသူ့ရဲ့ချစ်ချင်းမေတ္တာတရားကတော်တော်လေးကိုကြီးမားတဲ့အခါကျတော့ကျမ်းစာထဲမှာဘယ်လိုပြောထားလဲဆိုတော့ he favored Joseph above his other sons သူတခြားသားတွေနော်လီယာနဲ့ရတဲ့သားတွေသားသမီးတွေထက်အဲ့ဂျိုးဆက်ကိုပို့ပြီးတော့သူကအလေးပြုတယ်ပို့ပြီးတော့ချစ်တယ်ဆိုတာတွေ့ရတဲ့အခါကျတော့တော့တခြားသားတွေကသူတို့အဖေဖြစ်တဲ့ယာကုပ်ကိုကြည့်ပြီးတော့ဟာသူတို့ကအားမလို့အားမရဖြစ်ပြီးတော့ဂျိုးဆက်ကိုသူတို့ကမုန်းတီးလာကြတယ်ဆိုတော့ကျွန်တော်ဒီကပ္ပဦးကျမ်းခန်းကြီး30ခုထဲမှာကျွန်တော်သိရပါတယ်ဂျိုးဆက်ကိုသူတို့မုန်းတီးလာတဲ့အခါကျတော့အချောင်းမျိုးမျိုးသူတို့ဖန်တီးပြီးတော့ဂျိုးဆက်ကိုဘယ်လိုမျိုးထုတ်ပြရမလဲဘယ်လိုလွှင့်ပြရမလဲဆိုတာစီစဉ်ကြတယ်ဆိုတာကျွန်တော်ဒီအကြောင်းထဲမှာအချင်းချုပ်နေတယ်ကျွန်တော်ပြောချင်ပါတယ်ကပ္ပဦးကျမ်းခန်းကြီး30ခုအငယ်9ထဲမှာကျွန်တော်ကြည့်တဲ့အခါကျတော့ဒီဂျိုးဆက်ကလည်းသူ့ညီအကိုတွေကမုန်းတဲ့ကြားထဲကနေပြီးတော့ဟာလာတော်တော်လေးကိုထူးဆန်းတဲ့အိမ်မက်တွေကိုသူကမက်လာတယ်အဲ့သူအိမ်မက်တွေကိုပြောတဲ့အခါကျတော့သူ့ညီကိုတွေကလည်းပို့ပြီးတော့မုန်းတီးလာကြတယ်ဒီဂျိုးဆက်ရဲ့ဟာလာအိမ်မက်တွေနဲ့ပတ်သက်ပြီးတော့မုန်းတီးလာတဲ့အခါကျတော့ဟာလာသူတို့ကအကြောင်းမျိုးမျိုးရှာပြီးတော့ဒီဂျိုးဆက်ကိုဘယ်လိုဟာလာအိမ်ကနေထုတ်ပစ်လိုက်မယ်ဘယ်လိုရှင်းရမလဲဆိုတာသူတို့ကကြံစီလာကြတယ်အဲ့ဒါကြောင့်ကျွန်တော်ဒီကပ္ပဦးကျမ်းအခန်းကြီး30ခုထဲကိုကျွန်တော်ဖတ်မယ်ဆိုရင်ဟလာသူ့ရဲ့ညီအကိုတွေကဘာဖြစ်လို့ဒီလိုမုန်းတီးလာရလဲဆိုတော့သူအိမ်မက်တဲ့အကြောင်းအရာတစ်ချက်ပါတယ်ပြီးတော့ဟလာဂျိုးဆက်ရဲ့အမေဖြစ်တဲ့ Rachel ကိုယာကုပ်ကအရန်ချစ်တဲ့ခါကျတော့Rachel ရဲ့သားဖြစ်တဲ့ဂျိုးဆက်ကိုသူကအရန်ချစ်မြတ်နိုးပြီးတော့ဟလာသူ့ကိုပို့ပြီးတော့ဟလာမျက်နှာသာပေးတယ်ဆိုတာကျွန်တော်သိရတဲ့ခါကျတော့သူ့ရဲ့အကိုတွေကသူ့ကိုမုန်းတီးတယ်ဆိုတာကျွန်တော်သိရပါတယ်အဲအကြောင်းကျွန်တော်ဒီဂျိုးဆက်အကြောင်းကိုကျွန်တော်အချင်းချုပ်ပြောမယ်ဆိုရင်အဲ့လိုမျိုးမုန်းတီးမှုဒီမိသားစုထဲမှာဖြစ်လာတဲ့အခါကျတော့ဂျိုးဆက်ရဲ့မိသားစုဖြစ်တဲ့သူ့အကိုတွေကဟာလာသူ့ရဲ့ညီကိုတွေကသူ့ကိုမုန်းတီးလာတဲ့အခါကျတော့ဒီကပ္ပဦးကျမ်းခန်းကြီး30ခုကနေပြီးတော့ကျွန်တော်ဖတ်မယ်ဆိုရင်နံပါတ်1ချက်အနေနဲ့ဘာဖြစ်လဲဆိုတော့ယာကုပ်ကသူ့ရဲ့သားသူအရန်ချစ်တဲ့ဒီဂျိုးဆက်ကိုသူ့ရဲ့အကိုတွေစီမှာပို့တယ်ဘာဖြစ်လို့ပို့လဲဆိုတော့ဒီအစားတောက်တွေဟလာသူတို့စားတောက်မဲ့ရိတ်ခါတွေသွားပို့ဖို့သူ့အဖေကခိုင်းလိုက်တယ်အဲ့ဂျိုးဆက်ကလည်းသူ့အဖေချုပ်ပေးတယ်ဟာလာအင်ဂျီလတ်လေးရောင်းဆုံးအင်ဂျီလတ်လေးဟာလာအဲ့ဒါကိုသူဝတ်ဆင်ပြီးတော့သူ့ကိုယ်ရီစီမှာသွားတယ်အဲ့ဒီအင်ဂျီချုပ်ပေးတယ်ဆိုတာလေသူ့အဖေကတခြားသားတွေကိုသူကချုပ်ပေးတာမဟုတ်ဘူးသူအရန်ချစ်တဲ့ဒီဂျိုးဆက်ကိုပဲသူချုပ်ပေးတဲ့ခါကျတော့သူ့ရဲ့ညီကိုမောင်နှမတွေကလည်းဒီအတွက်ကြောင့်အရန်ကိုမုန်းတီးလာကြတယ်ဆိုတော့ကျွန်တော်သိရတယ်ဂျိုးဆက်ကလည်းသူ့အဖေခိုင်းတဲ့အတွက်ကြောင့်သူကထွက်သွားတဲ့ခါကျတော့လမ်းတစ်ဝက်မှာသူကသူ့ရဲ့ညီအကိုတွေကဘယ်မှာတိုးတွေနွားတွေကြောင်းနေလဲဆိုတော့ तू မသိတဲ့အခါကျတော့လူတယောက်စီမှာမေးတယ်ဟလာမေးတဲ့အခါကျတော့အဲ့လူကဂျိုးဆက်ကိုဘယ်ကိုသွားရမလဲဟာမှာဘယ်နေရာမှာသူ့ရဲ့အကိုတွေရှိတယ်ဆိုတာပြောပြတယ်တတိယချက်အနေနဲ့သူ့ရဲ့အကိုတွေညီကိုတွေကဟလာဒီဂျိုးဆက်ကိုတွေ့တဲ့အခါကျတော့သူ့ကိုတတ်ချင်တယ်တတ်ဖို့သူတို့ကအဆုံးဖြတ်ချက်ချလိုက်တယ်ဒါပေမဲ့ရူဘန်ဆိုတဲ့အကိုကြီးကတော့
သူ့ကိုကဲချင်တယ်ဒါပေမဲ့ तू တယောက်တည်းကဲချင်တဲ့ခါကျတော့မဖြစ်ဘူးဘာဖြစ်လို့လဲဆိုတော့ကျမ်းစာထဲမှာအများသဘောတူဖြစ်တဲ့အတွက်ကြောင့် तू ကလည်းမကဲနိုင်ဘူးအဲ့ဒီအချိန်မှာလည်းဂျူဒဆိုတဲ့သူ့ရဲ့အကူတယောက်ကဟာလားဒီဂျိုးဆက်ကိုတတ်မဲ့စာသူ့ကိုရောင်းလိုက်မကောင်းဘူးလားဆိုပြီးတော့သူ့ရဲ့ညီအကိုတွေကို तू ကဒီလိုမျိုးဖြောင်းပြလိုက်တယ်အဲ့ဒါကြောင့်သူတို့ကဒီဂျိုးဆက်ကိုရောင်းလိုက်တဲ့ခါကျတော့သူတို့အိမ်ပြန်သွားတဲ့ခါကျတော့သူ့အဖေကိုသူတို့ဘယ်လိုမျိုး report ဖေးရမလဲဆိုသူတို့မသိတော့ဘူးအဲ့လိုမျိုးသူတို့ရှာဖွေကြံစီတဲ့အခါကျတော့သူတို့ကဘယ်လိုသူ့အဖေကိုသူတို့ဘယ်လိုလိန်လိုက်လဲဆိုတော့သူ့အဖေကိုတားရဲတွေကဂျိုးဆက်ကိုကိုက်ဖြတ်ပြီးတော့တေသွားတယ်ဆိုပြီးတော့သူ့ရဲ့အင်ဂျီပေါ်မှာဟလာသွေးတွေကိုပေအောင်လုပ်ပြီးတော့သူ့အဖေကိုသွားပြလိုက်တယ်သူ့အဖေကချုပ်ပေးတဲ့ဒီအင်ဂျီလာလေးအပေါ်မှာသွေးတွေဖြန်းပြီးတော့သူ့အဖေကိုသွားပြလိုက်တဲ့အခါကျသူ့အဖေကလည်းဂျိုးဆက်ပါတကယ်တေးတယ်လို့ထင်သွားတယ်ဒါပေမဲ့နံပါတ်9အချက်မှာကျတော့ဘယ်လိုဖြစ်သွားလဲဆိုတော့ဒီလိုမျိုးသူ့အကိုတွေသူညီကိုရီးယားမုန်းတဲ့ကြားထဲကနေပြီးတော့သူဒုက္ခဆင်းရဲအမျိုးမျိုးကိုသူကရင်ဆိုင်တယ်ဘယ်နှစ်ရင်ဆိုင်လဲဆိုတာတော့ကျွန်တော်သိတဲ့အတိုင်းပဲတော်ကြာတဲ့အချိန်ကာလတစ်ခုသူကရင်ဆိုင်ခဲ့တယ်ဒါပေမဲ့နောက်ဆုံးကြတော့ဒီကပောက်ကျန်ခန်းကြီး39အပိုင်ငယ်36ကျွန်တော်ရောက်လာတဲ့ခါကျတော့ဂျိုးဆက်ပါဟလာဒီ40 ဆိုတဲ့ဖာရောဘင်းလက်အောက်မှာလှုပ်တဲ့ဒီ40ထောင်မူတယောက်စီမှာရောင်းချခြင်းခံရတယ်ဆိုတော့ကျွန်တော်အဲ့မှာသိရပါတယ်ကြောင့်စာရေးဆရာတယောက်ဘယ်လိုပြောထားလဲဆိုတော့ဖျားတိကသူ့ရဲ့သားသမီးတွေကိုဟလာအရန်ချစ်တဲ့အတွက်ကြောင့်သူကမကောင်းဆိုးဝါးပဲဒုက္ခဆင်းရဲတွေနဲ့ကြုံတွေ့ဖို့သူကလုံးဝမလိုလားဘူးဒါပေမဲ့သူ့ရဲ့အကြံစီရှိတဲ့အတွက်ကြောင့်ဟလာဖျားတိကကျွန်တော်တို့အပေါ်မှာအကြံစီရှိတဲ့အတွက်ကြောင့်ဒီကဘာမှာကျွန်တော်တို့အသက်ရှင်နေထိုင်တဲ့အခါကျတော့ဒုက္ခဆင်းရဲတွေဟလာကျွန်တော်မုံတိုင်းတွေလေပြင်းတွေတိုက်လာဒါပေမဲ့အဲ့ဒီကြားထဲမှာဖျားတခင်ကသူ့ရဲ့ရည်ရွယ်ချက်သူ့ရဲ့ကျွန်တော်အတွက်သူရည်မှန်းထားတဲ့အချက်တွေပြည့်စုံဖို့အဲ့ဒီထဲကနေပြီးတော့အလုပ်လုပ်တယ်ဟလာမီးတွေထဲမှာတောက်လောင်နေတဲ့ခက်ခဲနေတဲ့အရာပြီးတော့မိုးတီးမုန်တိုင်းရေရှမ်းနေတဲ့ဒီကဘာကြီးအခက်ခဲတွေအားလုံးထဲမှာဖျားတခင်ကျွန်တော်တို့အတွက်သူ့ရဲ့လှုပ်ဆောင်မှုဆိုတာအကောင်းဖြစ်လာတယ်ဆိုတာကျွန်တော်ဒီမှာရေးထားပါတယ်အဲကြောင့်ဘုရားသခင်ကျွန်တော်တို့ဒီအခက်ခဲကျွန်တော်တို့ကြော်လွန်နိုင်ဖို့ဘုရားသခင်ကကျွန်တော်တို့ကိုအမြဲတမ်းစောင့်ကြည့်နေတယ်ဟလာဘုရားသခင်ရဲ့ကယ်တင်ခြင်းဘုရားသခင်ရဲ့လှုပ်ဆောင်နိုင်မှုဟာဒီဒုက္ခဆင်းရဲတွေထက်ပိုပြီးတော့ကြီးမားတယ်ဆိုတာကျွန်တော်သိရပါတယ်ဘုရားသခင်ကျွန်တော်တို့အတွက်ဘယ်လိုမျိုးစီစဉ်ထားလဲဆိုတာကျွန်တော်တို့ရဲ့နှလုံးသားထဲမှာကျွန်တော်တို့သိဖို့ဆင်ခြင်နိုင်ဖို့ဘုရားသခင်နဲ့ကျွန်တော်အမြဲတမ်းနီးစပ်ရမှာဖြစ်တယ်ဘုရားသခင်နဲ့ကျွန်တော်နီးစပ်မဲ့ဘုရားကိုကျွန်တော်နဖူးတွေ့ဒူးတွေ့ကျွန်တော်တွေးဆုံတဲ့အခါကျတော့ဘုရားသခင်ကျွန်တော်တို့တစ်ဖက်မှာရှိတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်တွေးရှိတဲ့အခါကျတော့ကျွန်တော်ဘဝမှာဟာလာဘယ်လိုထိုးဖောက်ပြီးတော့ဘယ်လိုအသက်ရှင်နိုင်မလဲဘယ်လိုဆက်ပြီးတော့အသက်ရှင်မယ်ဆိုတော့ကျွန်တော်ဘုရားသခင်ကျွန်တော်တို့ကိုဝိညာဉ်ခွန်အားအဖျားကိုကျွန်တော်ပေးမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ရဲ့ဘဝမှာဘုရားသခင်ကသူ့ရဲ့လက်တော်နဲ့ကျွန်တော်တို့ကိုစောင့်ကြည့်တယ်ထိန်းကျောင်းနေတယ်ဒါကြောင့်ကျွန်တော်တို့ဘုရားသခင်ကကျွန်တော်တစ်ဖက်မှာရှိတဲ့အခါကျတော့ကျွန်တော်တို့ရှေ့မှာရှိတဲ့အန္တရာယ်တွေနဲ့ကျွန်တော်မကြုံတွေ့ရလေအောင်ဘုရားသခင်ကကျွန်တော်တို့ရဲ့ရှေ့မှာဟလာဒီအန်ဒီရဲ့ကျွန်တော်ကြုံနေတဲ့အချိန်မှာအဲ့ဒီရဲ့တစ်ဖက်ကဟလာအကျော်မှာဘုရားသခင်ကကျွန်တော်တို့အတွက်ပို့ပြီးတော့ကောင်းမွန်တဲ့အရာတွေကိုကျွန်တော်တို့ခြံထားတယ်ဆိုတာကျွန်တော်သိရပါတယ်ဘယ်ရာပဲကျွန်တော်ကြုံတွေ့ပလိစေဘုရားသခင်ကကျွန်တော်တို့ကိုကောင်းချီးမင်္ဂလာပေးခြင်းတယ်ဆိုတာကျွန်တော်ဒီဂျိုးဆက်ရဲ့အကြောင်းထဲကနေကျွန်တော်တွေ့ရပါတယ်အဲ့ဒါကြောင့်ကျွန်တော်ဒီဂျိုးဆက်သူတို့မိသားစုဟလာသူ့ရဲ့အကိုတွေညီအကိုတွေကြားထဲမှာဘုရားသခင်ကဒီယာကုပ်ကိုသူကကောင်းချီးပေးထားပြီးသားဖြစ်တယ်သူကို Israel ဆိုပြီးတော့သူကနာမည်ပြောင်းထားပြီးတဲ့အခါကျတော့ယာကုပ်ကလည်းဟလာဘုရားသခင်ရဲ့ကောင်းကင်တမန်တော်နဲ့နံပါတ်လုံးပြီးတော့ကောင်းချီးမင်္ဂလာတောင်းဆိုတဲ့အခါကျတော့အဲ့ဒီကောင်းကင်တမန်ကလည်းယာကုပ်ကိုကောင်းချီးမင်္ဂလာပေးဖို့သူကသူ့ကိုဂတိပေးတာဖြစ်တယ်အဲကြောင့်ဒီဘုရားသခင်နဲ့ယာကုပ်ရဲ့ဂတိသစ္စာအတိုင်းဟလာဒီယာကုပ်ရဲ့သူ့အမျိုးအနွယ်ကနေပြီးတော့အကောင်းဆုံးဖြစ်တဲ့သားတော်ယေရှုဖျားမွေးဖွားလာရအောင်ဒီအမျိုးကိုပဲဘုရားသခင်ကအသုံးချခြင်းဖြစ်တယ်။ဒါကြောင့်ဘုရားသခင်ရဲ့ကောင်းကြီးဟာဒီယာကုပ်အပေါ်မှာကြာရောက်တဲ့အခါကျတော့သူ့ရဲ့အမျိုးဟာတကဘာလုံးအတွက်လူသားတွေအတွက်ကောင်းချီးမင်္ဂလာဖြစ်အောင်ဘုရားသခင်ကဖန်ဆင်းထားတယ်ဆိုတော့ကျွန်တော်တွေ့ရပါတယ်။ကျွန်တော်ဒီမှာကပောက်ကျမ်းခန်းကြီး38အပိုက်ငယ်26ကိုကျွန်တော်ဖတ်ကြည့်မယ်ဆိုရင်ဒီဂျိုးဆက်ကိုသူ့ရဲ့ညီကိုတွေကရောင်းပြီးတဲ့အခါကျတော့အဲ့ဒီဂျူဒာကတနေရာမှာတွားပြီးတော့အဲ့ဒီတမားဆိုတဲ့မိန်းကလေးနဲ့သူကလက်ထပ်ထိမ်းများလိုက်တယ်တမားနဲ့သူကသားသမီး3ယောက်ထုံကားပြီးတော့အဲ့ဒီဂျူဒာရဲ့သားတစ်ယောက်ဖြစ်တဲ့အာဆိုတဲ့တစ်ယောက်ကတော့သူကတမားဆိုတဲ့မိန်းကလေးနဲ့သူကလက်ထပ်လိုက်တယ်အဲ့ဒီလိုလက်ထပ်တဲ့အချိန်ကစပြီးတော့ဒီဂျူဒာရဲ့အိမ်ထောင်ထဲမှာဆိုရင်တော့မကောင်းဆိုးဝါးတွေဖြစ်လာတယ်မကောင်းတဲ့အကြောင်းတွေရောက်လာတယ်ဆိုတာတွေ့ရပါတယ်ဒါပေမဲ့ဘုရားသခင်ကဒီဂျူဒာရဲ့အပြစ်ကိုသူက
လုံးဝဒါခတ်ခြင်းမဖြစ်ဘူးတိရတလောက်ဆိုရင်တော့ဒီတမားဆိုတာသူ့သားတယောက်ရဲ့မိန်းမဖြစ်တယ်ဒါပေမဲ့ဒီဂျူဒာကသူ့သားရဲ့မိန်းမဖြစ်တဲ့တမားနဲ့ပြစ်မှာတဲ့အခါကျတော့ဂျူဒာကသူ့ရဲ့အမားကိုတိပတ်စေဟလာအဲဒါကြောင့်ဖျားသခင်ကဒီဂျူဒာကိုသူ့ရဲ့အမားကိုတိစေခြင်းနဲ့ဂျူဒာကလည်းသူ့ရဲ့အမားကိုသူကတိလာတယ်ဘာဖြစ်လို့ဒီသူကတမားနဲ့ပြစ်မှားရတာလဲဆိုတာလဲအကြောင်းရှိတယ်ဒီတမားကဆိုရင်သူကတနေရာမှာသွားပြီးတော့ဟလာမကောင်းတဲ့မိန်းမဟန်ဆောင်ပြီးတော့နေနေတဲ့အချိန်မှာကျတော့ဒီတမားကဟလာသူ့ရဲ့ရုပ်တွေဖြတ်ထားတဲ့အခါကျတော့ဒီဂျူဒာကတမားနဲ့ပြစ်မှားလိုက်ရခြင်းဖြစ်တယ်ဆိုတာကျွန်တော်ကျမ်းစာထဲမှာတွေ့ရပါတယ်အဲကြောင့်ဒီတမားဟာဘုရားသခင်ရှေ့မှောက်မှာဆိုရင်ဘုရားသခင်ကသူတို့ရဲ့အပြစ်ကိုဝန်ခံတဲ့ဤသူတို့ရဲ့အပြစ်ကြွေးတွေကိုမခံရလေအောင်ဘုရားသခင်သူတို့ကောင်းချီးပေးတယ်ဘာဖြစ်လို့လဲဆိုတော့ဂျူဒာနဲ့တမားဟာလည်းသူတို့ရဲ့အပြစ်ကိုဝန်ချတောင်းပန်တယ်ဆိုတာကျွန်တော်ဒီကျမ်းစာထဲမှာကျွန်တော်သိရတယ်အဲဒါကြောင့်တမားဟာဆိုရင်လည်းဘုရားသခင်ရှေ့တော်မြတ်မှာဖြောက်မှတ်တယ်ဆိုပြီးတော့ဘုရားသခင်ကပြောလိုက်တယ်ဘုရားသခင်ကဒီလိုမျိုးမကောင်းတဲ့အရာဟာလားဒီဂျူဒာကသူ့သားရဲ့မိန်းမနဲ့ပြစ်မှားတဲ့အခါကျတော့သူတို့ကသားသမီးထုံးကားလာတယ်သူ့ရဲ့နာမည်ကဘယ်လိုခေါ်လဲဆိုတော့ Perez ဆိုတဲ့တယောက်ဖြစ်တယ်ဒါပေမဲ့သူတို့ရဲ့အပြစ်ကိုဝန်ချတောင်းပန်တဲ့အခါကျတော့ဘုရားသခင်ကခွင့်လွှတ်ပြီးသားဖြစ်တဲ့အတွက်ကြောင့်ဒီ Perez ဆိုတာတမားနဲ့ဂျူဒာဟာလာသူတို့ရဲ့အမားကနေထွက်လာတဲ့အမားကနေမွေးဖွားလာတဲ့ဒီ Perez ဟာဆိုရင်တော့ဘုရားသခင်ကကောင်းချီးပေးပြီးတော့ကျွန်တော်တို့ယုံကြည်ကိုးစားတဲ့ဘုရားသခင်ရဲ့သားတော်ယေရှုခရစ်မွေးဖွားလာတဲ့မိခင်တယောက်အနေနဲ့ဟာလာဒီတမားဟာဖြစ်လာတယ်ဒါကြောင့်ကျမ်းစာထဲမှာဒီအရေးကြီးတဲ့မိန်းကလေး၄ယောက်ထဲမှာဆိုရင်ဒီတမားဟာဆိုရင်ပထမတယောက်အနေနဲ့ယေရှုဖခင်ရဲ့အမျိုးအနွယ်ထဲမှာပါလာတယ်ဆိုတာကျွန်တော်တွေ့ရပါတယ်ကျွန်တော်ဂျိုးဆက်အကြောင်းကိုကျွန်တော်ဆက်လက်သွားမယ်ဆိုရင်ကပောင်ကျမ်းခန်းကြီး39ထဲမှာ21အပိုင်ငယ်ထဲမှာဘယ်လိုရေးထားလဲဆိုတော့ဖခင်တခင်ကဂျိုးဆက်နဲ့အတူရှိတယ်ဖခင်တခင်ကဂျိုးဆက်အပေါ်မှာသူ့ရဲ့ကျင်နာဂရုဏာတရားအမြဲတမ်းရှိတယ်ဖခင်တခင်ကသူ့ရဲ့မျက်နှာသားကိုပေးတယ်သူထောင်ထဲမှာရှိတဲ့အချိန်မှာလဲဘုရားသခင်ကသူ့ကိုမျက်နှာသာပေးတယ်ဆိုတော့ကျွန်တော်တွေ့ရပါတယ်ဒီဂျိုးဆက်ကကျွန်တော်တည်ထားတဲ့အတိုင်းပဲဒီဖော်တီဖာဆိုတဲ့ထောင်မူးရဲ့အိမ်မှာရောက်လာတဲ့အခါကျတော့ဒီထောင်မူးကဂျိုးဆက်ကိုကြည့်လိုက်တဲ့အခါကျတော့ဒီဂျိုးဆက်ကိုအရန်ကြိုက်နေတဲ့ခဲ့တယ်။ဘာဖြစ်လဲဆိုတော့ तू ကရိုးသားပြီးတော့ဘုရားသခင်ကိုကိုးစားပြီးတော့လိမ်လည်မှုမရှိဘူးဟာလားမရိုးသားတာမရှိတဲ့အခါကျတော့ तू ဟာဂျိုးဆက်ကိုသူ့ရဲ့ပိုင်ဆိုင်မှုအားလုံးကိုအနံပြီးတော့ဟာလားအလုတ်သွားတဲ့အချိန်ပဲဖြစ်ဖြစ်ခရီးထွက်တဲ့အချိန်ပဲဖြစ်ဖြစ်ဂျိုးဆက်ဟာသူ့ရဲ့အိမ် estate ဟာလားတော်ပိတ်ဆန်ချမ်းသာမဲ့ထောင်မှုဖြစ်တယ်ဒီဖော်ဒီပါသူ့ရဲ့ပိုင်ဆိုင်မှုအားလုံးကိုအုပ်ချုပ်မှုအနေနဲ့ तू ကခန့်ထားတယ်ဆိုတော့ကျွန်တော်သိရပါတယ်အဲ့ဒီတစ်ဆက်ထဲမှာပဲဟာလာအဲ့ဒီဖော်တီဖာဆိုတဲ့ထောင်မှုကခရီးထွက်တယ်အလုတ်လုတ်တဲ့အချိန်မှာသူ့ရဲ့မိန်းမသူ့ရဲ့ကတော်ကဒီဂျိုးဆက်နဲ့ပြစ်မှားဖို့လဲဟာလာဆွဲဆောင်တယ်ဒါပေမဲ့ဂျိုးဆက်ကဒီဟာတွေကိုအောင်မြင်ပြီးတော့ဟာလာသူရုံးထွက်ခဲ့တယ်ဒါပေမဲ့ဒီဖော်တီဖာရဲ့မိန်းမကဂျိုးဆက်ကဒီလိုငင်းဆန်လိုက်တဲ့အတွက်ကြောင့်သူကစိတ်ပြက်ပြီးတော့ဝမ်းနေပြီးတော့ဒေါသဖြစ်တဲ့ခါကျတော့ဒီအကြောင်းကိုသူကဟာလာပြောင်းပြန်ဖြစ်အောင်လုပ်ပြီးတော့ဂျိုးဆက်ကသူ့ကိုကြံစီရဆိုတဲ့အကြောင်းနဲ့ဟာလာဂျိုးဆက်ကထောင်ထဲရောက်ရှိသွားတယ်။ဒါပေမဲ့ဒီထောင်ထဲမှာရောက်ရှိတဲ့အချိန်မှာဂျိုးဆက်ဟာဖျားသခင်မျက်နှာသားကိုရတယ်။ဘာဖြစ်လို့လဲဆိုတော့ဖျားသခင်ကိုကိုးစားတယ်။ဖျားသခင်ရဲ့ဖက်မှာမသူကနေထိုင်တဲ့အခါကျတော့ဖျားသခင်သူ့ကိုမျက်နှာသားပေးတယ်။ဟလာဒါပေမဲ့ဒီလောကမှာကျွန်တော်ကြည့်တဲ့အခါကျတော့တခါတလေကျွန်တော်ကောင်းသောအရာတွေကိုကျွန်တော်လုပ်တယ်လို့ထင်တယ်။ဟလာကျွန်တော်ဘဝမှာလည်းကျွန်တော်ရိုးသားသားနေတယ်။ဟလာမကောင်းတဲ့စီးပွားရေးမလုပ်ဘူး။ကျွန်တော်တို့ရိုးသားသားနေ။ဒါပေမဲ့အဲ့ဒီကြားထဲမှာပဲတခါတလေကျတော့ဒုက္ခဆင်းရဲတွေရောက်ရှိလာတယ်။ကျွန်တော်ဒီကဘာမှာကျွန်တော်ကြည့်မယ်ဆိုရင်တချို့တရားဟောဆရာတွေကဖျားသခင်ကိုယုံကြည်ရင်ဖျားသခင်ဖက်မှာပါရင်ဟလာဖျားသခင်ကိုကယ်တင်ပိုင်ရှင်အဖြစ်နဲ့ယုံကြည်ရင်ချမ်းသာမယ်ကြီးပွားမယ်ဟာလာတိုက်ဘယ်နှလုံးပိုင်မယ်ကားရှိမယ်ဆိုပြီးတော့ဟောနေတဲ့ဆရာတွေကိုကျွန်တော်တို့တွေ့ရတယ်ဒါပေမဲ့ဖျားသခင်ကဒီဂျိုးဆက်အပေါ်မှာဟာလာဘယ်လိုမျက်နှာပေးလဲဆိုတော့ကျွန်တော်သိတဲ့အခါကျတော့ပထမပိုင်းဖြစ်သူ့ရဲ့အသက်တာဟာလာအများဆုံးသောအချိန်မှာသူကဒုက္ခဆင်းရဲကြုံခဲ့ရတယ်ဟာလာဘာဖြစ်လို့ဒုက္ခဆင်းရဲကြုံခဲ့ရလဲဖျားသခင်ရဲ့ပြည့်ညက်တွေကိုသူကမဆောက်စီးလို့လားဒါမှမဟုတ်ဘုရားသခင်က तू ငင်းပယ်လို့လားဒါမှမဟုတ်မတရားတဲ့အမှုမတရားတဲ့မေထုံ तू လှုပ်ဘုရားသခင်ဒီလိုဒဏ်ခတ်တာလားဆိုတဲ့အခါကျတော့လုံးဝမဟုတ်ပါဘူးဘုရားသခင်သူ့ဖက်မှာရှိတယ်ဆိုပေမဲ့ तू ဒုက္ခတော်တော်ရောက်တယ်ကျမ်းစာပဲပြောနေတာဟာလားဘုရားသခင်ကဂျိုးဆက်ကိုမျက်နှာသာပေးတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ဖတ်တဲ့အချိန်မှာပဲဂျိုးဆက်ကထောင်ထဲရောက်နေဟာလားအဲ့လိုမျိုးဖြစ်နေတဲ့အချိန်မှာဘုရားသခင်မျက်နှာသာဘယ်လိုလဲဆိုတာကျွန်တော်ဒီနေ့တော်တော်စဉ်းစားဖို့ကိုလိုနေတယ်ဆိုတော့ကျွန်တော်ပြောချင်ပါတယ်ဒါပေမဲ့ကျွန်တော်ဒီကဘာထဲမှာကြည့်မယ်ဆိုရင်ဟာလားဘုရားသခင်ရဲ့တပည့်တော်တွေဘုရားသခင်ရဲ့အတွက်စ조사ပြီးတော့လုပ်ကိုင်တယ်သူတို့အသက်တွေကိုစွန့်တယ်ဟာသူတို့မိန်းမတွေသူတို့သားသမီးတွေကိုစွန့်ပြီးတော့ဘုရားသခင်အတွက်အလုပ်လုပ်ကြတယ်သူတို့ဒုက္ခဆင်းရဲခံတဲ့ပေတရုဆိုရင်တော့ဘုရားသခင်ယေရှုခရစ်သူလက်ဝါးကားတိုင်းပေါ်မှာဒီလိုမတ်ရိုက်တဲ့ချိန်ခါရတယ်ပေတရုကဘယ်လိုပြောလဲဆိုတော့ကျွန်တော်ရဲ့ဆေးရဒီလိုဟာလက်ဝါးကားတိုင်း
ပေါ်မှာဒီလို normal သူ့ကိုရိုက်တက်ထားတယ်ဒါပေမဲ့ကျွန်တော်ပြောင်းပြန်ကျွန်တော်ကိုရိုက်တက်ပါဆိုပြီးတော့တောင်းဆိုတယ်ဟာလားအဲ့လိုမျိုးဘုရားသခင်ယေရှုဖခင်ရဲ့တပည့်တော်တွေကဒုက္ခဆင်းရဲတွေတော်တော်ကြုံတယ်ဒါဆိုဘယ်လိုလဲကျွန်တော်ဒီနေ့ဟာလားဘုရားသခင်ရဲ့လူတွေဘုရားသခင်ကိုယုံကြည်မယ်ဆိုရင်ချမ်းသာမယ်ဟာလားကျွန်တော်တို့စီးပွားရေးတွေတက်မယ်ဒါမှမဟုတ်ပို့ပြီးတော့ကျမ်းမာမယ်ပို့ပြီးတော့ကြီးထွားမယ်ဒီဟာတွေနဲ့လုံးဝမဆိုင်ဘူးဆိုတော့ကျွန်တော်တို့သိရတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီကဘာဆိုတော့ကျွန်တော်ပိုင်ဆိုင်မဲ့အရာမဟုတ်ဘူး။ဖျားသခင်ကကျွန်တော်တို့ကိုချစ်တာကျွန်တော်ဝိညာဉ်ဟလားဒီကဘာပေါ်မှာကျွန်တော်တို့ချမ်းသာမယ်ဒီကဘာပေါ်မှာချမ်းသာမယ်ကြွယ်ဝမယ်အိမ်တွေတော်တော်ပိုင်မယ်ဟလားတိုက်တွေကားတွေပိုင်မယ်ဒီဟာနဲ့ပဲဖျားသခင်ကကျွန်တော်တို့ဒီကဘာပေါ်မှာနစ်မွန်းဖို့တစ်ချိန်လုံးဒီကဘာပေါ်မှာကျွန်တော်နေဖို့ကျွန်တော်တို့ကိုလုံးဝသူ့ရဲ့အကြံစီထဲမှာမရှိတဲ့အခါကျတော့ဒီကဘာပေါ်မှာရှိတဲ့အရာတွေနဲ့ကျွန်တော်တို့မထိတွေ့ပဲနဲ့ဟလာတတ်မဲ့မှုမရှိပဲနဲ့ကျွန်တော်နေဖို့ဘုရားသခင်ကပို့ပြီးတော့သဘောကျတယ်ဆိုတော့ကျွန်တော်တွေ့ရတယ်။ဒါကြောင့်ဒီဂျိုးဆက်ရဲ့အသက်တာမှာကျွန်တော်ကြည့်မယ်ဆိုရင်သူ့ရဲ့အသက်တာမှာဘုရားသခင်သူကိုးစားတယ်။ဘုရားသခင်ရဲ့ဘက်မှာသူကမရက်တည်ပေမဲ့သူကဒုက္ခဆင်းရဲရောက်တယ်။ထောင်ထဲမှာရောက်တယ်။ဒါပေမဲ့ဒီဟာအဆုံးလားဆိုတော့ကျွန်တော်ကြည့်တဲ့အခါကျတော့ဘုရားသခင်ကထောင်ထဲမှာသူ့ရှိခဲ့ဟလားသူ့ကိုယ်တွေကကျင်းထဲမှာချတဲ့အချိန်မှာလည်းဘုရားသခင်ကသူ့နဲ့ရှိတယ်သူ့ကိုယ်တွေကဒီစီးပွားရေးသမားတွေကိုကုန်းတယ်စီမှာရောင်းချတဲ့အချိန်မှာလမ်းခီးမှာလည်းဘုရားသခင်အတူရှိတယ်ဆိုတော့ကျွန်တော်သိရပါတယ်အဲ့ဒါကြောင့်ကျုံဘွားမှာကျွန်တော်ဘာလို့လဲဟလားဘယ်လိုမျိုးဒုက္ခဆင်းရဲပဲကြုံဘုရားသခင်ယေရှုဘုရားကျွန်တော်တို့ရဲ့အတူရှိဖို့the presence of Jesus Christ the presence of God ဘုရားသခင်ကကျွန်တော်တို့အတူရှိဖို့ဆိုတာအရန်ရည်ကြည်တယ်ပိုက်ဆံတပြားပဲရှိဘုရားသခင်ကျွန်တော်တို့အတူရှိဖို့လို့ရှိတယ်ကျွန်တော်တို့ပိုက်ဆံမီလီယံနာပဲဖြစ်ဟာလားကျွန်တော်တို့ဘုရားသခင်နဲ့အတူရှိဖို့လိုအပ်တယ်ဘုရားသခင်ကကျွန်တော်တို့နဲ့အတူရှိမယ်ဆိုရင်ကျွန်တော်ဘုရားသခင်ကကျွန်တော်တို့ကိုပြည့်တဲ့အမြဲတမ်းပေးမှာဖြစ်တယ်ဆိုတော့ကျွန်တော်တွေ့ရပါတယ်ဒါကြောင့်သူထောင်ထဲရောက်တဲ့အခါကျတော့ထောင်ထဲမှာလဲသူကရိုးရိုးသားသားလုတ်ကင်တယ်သူရိုးရိုးသားသားနေထိုင်တဲ့အခါကျတော့ထောင်မူးတွေကလည်းသူ့ကိုချစ်ပြီးတော့ဟလာထောင်ထဲမှာသူကအာနာရတဲ့ထောင်သားလေးတယောက်ဖြစ်တယ်ဆိုတာလဲကျွန်တော်တွေ့ရပါတယ်အဲကြောင့်ကျွန်တော်ဒီမှာစာဆောင်တဆောင်ထဲမှာဘယ်လိုရေးထားလဲဆိုတော့ဂျိုးဆက်ဟာဒီအီဂျစ်မှာရောင်းချခံရပြီးတော့သူကြုံတွေ့ရတဲ့ဒုက္ခဆင်းရဲတွေဟာတော်တော်လေးကိုခက်ဖြစ်တဲ့ဟာလားတော်တော်လေးကိုနာကျင်မဲ့ဒုက္ခဆင်းရဲဖြစ်တယ်ဒါပေမဲ့သူဟာအဲ့ဒီကြားထဲမှာပဲဟာလားသူဘဝဘယ်လိုပဲစုပ်ပြတ်တတ်ပါစေဘုရားသခင်ကိုသူကကိုးစားတယ် trusting in Godဘုရားသခင်ကိုသူကအမြဲတမ်းယုံကြည်တယ်။ဘာဖြစ်လို့လဲဆိုတော့ဘုရားသခင်ရဲ့ချစ်ချင်းမေတ္တာကိုသူကရရှိခြင်းဖြစ်တယ်။သူဘာနားလည်လဲဆိုတော့သူဘယ်လိုပဲကြုံဘယ်မှာပဲရောက်ဘုရားသခင်ချစ်ချင်းမေတ္တာဘုရားသခင်ကသူ့ရဲ့အဖေတယောက်လိုသူ့ကိုချစ်တယ်ဆိုတော့သူကနားလည်ခြင်းဖြစ်ပါတယ်။အဲကြောင့်ကျွန်တော်ပိုက်ဆံချမ်းသာတာပဲဖြစ်ဖြစ်မချမ်းသာတာပဲဖြစ်ဖြစ်ဘုရားသခင်ရဲ့အချစ်ကကျွန်တော်နဲ့အမြဲတမ်းရှိတယ်။ဘုရားသခင်ကျွန်တော်ချစ်တယ်ဆိုတာကျွန်တော်နားလည်မယ်ဆိုရင်ဘယ်နေရာမှာဆိုကျွန်တော်ကယုံကြည်စိတ်ချပြီးတော့ဟာလာပျော်ရွှင်နိုင်မှာဖြစ်ပါတယ်ဟာလာပိုက်ဆံမရှိတဲ့ချိန်မှာစိတ်ပြတ်တယ်ဆိုတာကကျွန်တော်ရှင်းပြောမယ်ဆိုတော့ဘုရားသခင်ကိုမကူစားလို့ပဲဖြစ်တယ်ဟာလာမီလီယံနာဖြစ်တဲ့ချိန်မှာလည်းကျွန်တော်ပျော်ရွှင်ရမယ်ပိုက်ဆံတစ်ချက်ပဲရှိတဲ့အချိန်မှာလည်းကျွန်တော်ပျော်ရွှင်ရမယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဒီကဘာကိုပိုင်မဲ့သူမဟုတ်ဘူးဆိုတော့ကျွန်တော်ကဘာကိုကျွန်တော်ပြနိုင်ရမယ်ကျွန်တော်ရဲ့ယုံကြည်ခြင်းကအဲ့ဒါကိုပြနိုင်ရမယ်ဆိုတော့ကျွန်တော်ဒီဂျိုးဆက်အသက်တာတွေကျွန်တော်တွေ့ရပါတယ်ဒါကြောင့်ဒီဂျိုးဆက် ကသူဘယ်နေရာပဲရောက်အီဂျစ်ပဲရောက်ထောင်ထဲပဲရောက်အကျဉ်းထဲပဲရောက်မြေကျင်းထဲပဲရောက်သူကဖျားသခင်သူနဲ့အမြဲတမ်းရှိတယ်ဆိုတော့ तू ကသိတဲ့အခါကျတော့သူ့ရဲ့စိတ်နှလုံးထဲမှာပျော်ရွှင်တယ်ဟာလား cheerful ဖြစ်တယ်ဟာလားဘယ်လိုပဲဒုက္ခရောက်သူကပျော်ရွှင်တယ်စိတ်ပြက်ဝန်းနေခြင်းဆိုတာသူမရှိဘူးဘာဖြစ်လို့လဲဆိုတော့ကဘာကြီးကိုဖန်ဆင်းတယ်အရာအခက်သိမ်းကိုပိုင်ဆိုင်တဲ့ဘုရားသခင်ကသူနဲ့အတူရှိတယ်ဆိုတာဒါအပျော်ဆုံးအချိန်ဖြစ်တယ်ဆိုတော့သူကနားလဲတယ်ကျွန်တော်ခရစ်ယာန်ဘဝမှာဆိုရင်တခါတလေကျတော့ပိုက်ဆံမရှိတဲ့အချိန်မှာဒုက္ခဆင်းရဲရောက်တဲ့အချိန်မှာကျွန်တော်မပျော်ရွှင်နိုင်ဘူးဘာဖြစ်လဲဆိုတော့ကျွန်တော်ဒီကဘာကြီးကိုဖန်ဆင်းတယ်ကျွန်တော်တို့ကိုချစ်တဲ့ဘုရားသခင်ကျွန်တော်တို့နဲ့အတူရှိတယ်ဆိုတော့ကျွန်တော်နားမလဲလို့ဖြစ်တယ်ဆိုတာဒီဂျိုးဆက်အကြောင်းကျွန်တော်ဖတ်ရှုတဲ့အခါကျတော့ကျွန်တော်တွေ့ရတာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ဒီမှာညီကိုမောင်မတို့ဒီနေ့ကျွန်တော်စဉ်းစားရမှာဘာလဲဆိုတော့ကျွန်တော်ဒီကဘာပေါ်မှာကျွန်တော်ပိုင်ဆိုင်ရတဲ့အရာတွေဟလာရှိတဲ့ပိုက်ဆံဒနငွေကြီးတွေဟာဆိုရင်အနတ္တတွေဖြစ်ပါတယ်တစ်ချိန်မှာဒီဟာတွေကဂုံဆုံးသွားမှာဖြစ်ပါတယ်ဖျားသခင်ကျွန်တော်တို့နဲ့အတူရှိခြင်းဆိုတာဒါအရင်ရေးကြည့်ပါတယ်ဟာလာကျွန်တော်တို့ဘဝမှာဖျားသခင်ကျွန်တော်တို့အတူရှိမယ်ဆိုရင်ဘယ်အရာကိုမြကျွန်တော်တို့တတ်မဲ့ခြင်းရှိမှာပေါ့ပို့ပြီးတော့စိတ်ဝင်စားခြင်းရှိမှာပေါ့ဟာလာဘယ်နေရာမှာပဲရောက်ထောင်ထဲပဲရောက်ဟာလာလူများစတွေးထွေးပဲခံနေရပါစေသူများလက်တီးထိုးခြင်းပဲခံရနေပါစေဟာလာခင်ဗျားဖျားသခင်နဲ့အတူရှိမယ်ဆိုရင်အမြဲတမ်းပျော်ရွှင်ပြီးတော့ယုံကြည်စိတ်ချပြီးတော့ဖျားသခင်အတူလက်တွဲနိုင်မှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီမှာတွေးရှိရပါတယ်ကပောက်ချန်အခန်းကြီး41ထဲကိုကျွန်တော်ဖတ်တဲ့အခါကျတော့ဖာရောကလည်းသူ့ရဲ့အိမ်မက်မက်လာတယ်ဖာရောကအိမ်မက်တွေကိုသူနှခါတော့မက်တယ်အဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကြည့်မယ်ဆိုရင်
ဒီဂျိုးဆက်ကလည်းဟာလားကျွန်တော်တူတူရှင်းရှင်းနဲ့ပြောမယ်ဆိုရင်ဒီဂျိုးဆက်ကဒီဖာရောဘုရင်ရဲ့အိမ်မက်တွေကိုသူအနဲ့ဒိတ်ပဲပြန်ခဲ့တယ်အဲ့ဒီနေရာမရောက်ခင်ဘာဖြစ်လဲဆိုတော့ဂျိုးဆက်ကထောင်ထဲမှာရှိတဲ့အခါကျတော့ဘုရားသခင်ရဲ့အတူရှိခြင်းဘုရားသခင်ရဲ့အတူရှိတဲ့အခါကျတော့သူအိမ်မက်တွေကိုအနဲ့ဒိတ်ပဲဖွင့်ပြနိုင်တဲ့စုကျေးဇူးဆိုတာဘုရားသခင်သူ့ပေးထားခြင်းဖြစ်တယ်အဲ့ဒီအချိန်မှာဖလားတော်ဝန်နဲ့စားတော်ဝန်ဆိုတာနေရောက်ဟာလာသူတို့ကဘာအပြစ်လို့ဒီထောင်ထဲရောက်လာတယ်ဆိုတာလဲကျွန်တော်တို့ကမသိပါဘူးဒါပေမဲ့အဲ့ဒီထဲမှာဒီဖလားတော်ဝန်နဲ့စားတော်ဝန်ကအိမ်မက်တယ်အိမ်မက်တဲ့ခါကျတော့ဒီဂျိုးဆက်ကသူတို့ရဲ့အိမ်မက်တွေကိုကောင်းကောင်းရှင်းပြနိုင်တယ်ပြီးတော့ဟာလာယုံချင်းရောက်လာတဲ့ခါကျတော့ဂျိုးဆက်ကသူတို့ကိုပြောတဲ့အတိတ်ပဲဟာလာ exactly အတိအကျဟာလာဖြစ်လာတယ်ဆိုတာသိတဲ့ခါကျတော့နန်းတွင်းထဲမှာပြန်ရောက်လာတဲ့ခါကျတော့အဲ့ဒီတယောက်ကဟာလာတယောက်ကတော့ဟာလာသူကအသေးသက်ချင်ခါရတယ်တယောက်ကတော့နန်းတွင်းထဲပြန်ရောက်တယ်အဲ့နန်းတွင်းထဲမှာပြန်ရောက်လာတဲ့ခါကျတော့ဒီဖာရောဘုရင်ကအိမ်မက်တဲ့ခါကျတော့ခုနကလွတ်လာတဲ့တယောက်ကဖာရောဘုရင်ကိုပြောလဲဆိုတော့ကျွန်တော်ထောင်ထဲမှာရှိတဲ့ချိန်မှာဂျိုးဆက်ဆိုတဲ့ဟာလာဂျူးလူငယ်တယောက်ကကျွန်တော်ရဲ့အိမ်မက်တွေကိုအနက်ပဲပြန်ခဲ့တယ်ဆိုတဲ့အရာကိုပြောတဲ့အခါကျတော့ဖာရောဘုရင်ကအဲ့ဒီလူကိုတွားခေါ်ခိုင်းတယ်တွားခေါ်ခိုင်းတဲ့အခါကျတော့ဖာရောဘီရဲ့အိမ်မက်တွေကို तू ကောင်းလေးပြောပြတယ်ဖာရောဘီကလည်းတော်တော်သူလေးကိုဂျင်းတတ်ပြီးတော့ဟာလာ तू ကတော်တော်လေးကိုပျော်ပြီးတော့ဒီဂျိုးဆက်ကိုတော်တော်လေးကိုချစ်မြတ်လို့ခဲ့တယ်ဆိုတာတို့တွေ့ရပါတယ်ဒီဂျိုးဆက်ကလည်းဒီဖာရောဘီရဲ့ခုနကတော့ကစားတော်ဝန်နဲ့ဖလားတော်ဝန်တို့ရဲ့အိမ်မက်တွေကို तू အတက်တိတ်ပဲဖွင့်ပြခဲ့တယ်ဘုရားသခင်ရဲ့ဘိတ်တိတ်ကို तू ခံရတယ်အဲ့လိုပဲ तू ဘုရားသခင်ရဲ့ဘိတ်တိတ်ကို तू ခံရတယ်ဘုရားသခင်နဲ့ तू အတူရှိတယ်ဆိုတာကျွန်တော်တို့ဒီအကြောင်းအရာတွေကိုကြည့်တဲ့အခါကျတော့တွေ့ရတယ်ဘာဖြစ်လဲဆိုဒီအိမ်မက်တွေကိုအတိတ်ပဲဖွင့်ပြနိုင်တယ်ဆိုတာဘုရားသခင်ရဲ့အတူရှိခြင်းဆိုတာကျွန်တော်တို့ဒီမှာထောင်ထဲမှာလည်းဘုရားသခင်ရဲ့အတူရှိခြင်းရှိတယ်ဆိုတာကျွန်တော်တို့ဒီမှာတွေ့ရပါတယ်အဲ့ဒီချိန်မှာဂျိုးဆက်ဟာလည်းလူတွေကတိလာတယ်ထောင်ထဲမှာလည်းဟာလာထောင်သားတွေပဲဖြစ်ဖြစ်ထောင်မှုတွေကသူ့ချစ်တယ်အဲ့ဒီဒုက္ခဆင်းရဲထဲကနေပဲဘုရားသခင်နောက်တစ်ချိန်မှာဂျိုးဆက်ကိုဟာလာဒီအီဂျစ်တနိုင်ငံရဲ့အုပ်ချုပ်ရေးမှူးတယောက်အနေနဲ့ဘုရားသခင်ခန့်အပ်ခြင်းဖြစ်တယ်ဘုရားသခင်ခန့်အပ်တဲ့ဒီအီဂျစ်နိုင်ငံရဲ့ Prime Minister အကြီးအကဲတယောက်ဖြစ်ဖို့ဆိုတာဟာလေအဲ့ဒီနေရာမရောက်သေးတဲ့အချိန်မှာဟာလာတော်တော်လေးကိုခက်ခဲတဲ့အရာတွေကိုဂျိုးဆက်ကခံစားရတာဖြစ်ပါတယ်ဂျိုးဆက်ကဘုရားသခင်ကိုယုံကြည်တဲ့သူ့ရဲ့စိတ်ဓာတ်တွေကြောက်တာဟာလာသူ့ရဲ့အကျင့်ဘုရားသခင်အပေါ်မှာ तू ကမရက်တည်တယ်တော်တော်လေးကိုဘုရားသခင်ကိုကိုးစားတဲ့အရာတွေကြောင့်နောက်ဆုံးကြတော့ဘုရားသခင်ကသူ့ကိုကောင်းစားခြင်းကိုပေးတယ်အစစ်မြင့်တဲ့နေရာဟာလာ Prime Minister နိုင်ငံတော်အကြီးအကဲတယောက်အနေနဲ့ဘုရားသခင်ကခန့်ထားခြင်းဖြစ်ပါတယ်အီဂျစ်နိုင်ငံရဲ့အကြီးအကဲတယောက်ဖြစ်လာတဲ့အခါကျတော့သူ့ရဲ့ရိုးသားတဲ့စိတ်သူဘုရားသခင်ကိုကိုးစားတဲ့စိတ်ဟာလုံးဝမပြောင်းလဲဘူးဆိုတာကျွန်တော်တို့ဒီမှာစာဆောင်ထဲမှာကျွန်တော်ဖတ်ရပါတယ် the same infidelity to God ဘုရားသခင်ကိုချစ်ကြောက်တဲ့လူတွေကဘုရားသခင်နဲ့ထိတွေ့တဲ့လူတွေဘုရားသခင်အပေါ်မှာတစ္ဆာရှိတဲ့ဘုရားသခင်ကိုယုံကြည်ကိုးစားတဲ့သူတွေဟာငွေတစ်ချက်ပဲရှိပါစေဘီလီယံနာပဲဖြစ်ဟာလားသူ့ရဲ့စိတ်ထဲမှာဘုရားသခင်ကိုချစ်တာအတူတူပဲဖြစ်ရမယ်ဟာလားပိုက်ဆံမရှိတဲ့ချိန်မှာဟာလားဘုရားကြောင့်မသွားချင်တာတို့ဟာလားပိုက်ဆံမရှိတဲ့ချိန်မှာဘာမှ activities တွေမလုပ်ချင်တာတို့ဒါဟာဘုရားသခင်နဲ့ထိတွေ့ခြင်းမရှိသေးဘူးဘုရားသခင်ကိုယုံကြည်ခြင်းမရှိသေးဘူးဆိုတော့ကျွန်တော်ဒီဂျိုးဆက်အကြောင်းမှာကျွန်တော်သိရပါတယ်ဘာဖြစ်လဲဆိုတော့ဂျိုးဆက်ကနန်းတော်ထဲမှာရောက်တဲ့အချိန်မှာလည်းဘုရားသခင်ကိုသူကိုးစားတာအတူတူပဲဟာလားဒီထောင်ထဲမှာရှိတဲ့အချိန်မှာလည်းဘုရားသခင်ကိုသူကိုးစားတဲ့စိတ်ပျော်ရွှင်တဲ့ peaceဟာလားတော်တော်လေးကိုစိတ်ချမ်းသာတဲ့ဂျိုးဆက်တယောက်ဖြစ်တယ်ဟာလားသူ့ကိုယ်တွေကဒီကျင်းထဲမှာချတဲ့အချိန်ရောင်းစားတဲ့အချိန်မှာလည်းသူကဘုရားသခင်ကိုကိုးစားတယ်ဘာဖြစ်လို့လဲဆိုတော့ तू ရှောက်လန်းတဲ့ခြေလန်းတလန်းတိုင်းမှာဘုရားသခင်က तू နဲ့အတူရှိတယ်ဆိုတော့ तू ကနားလဲတယ်အာမင်အဲဒါကြောင့်ကျွန်တော်ဘုရားသခင်ကိုချစ်တဲ့ကျွန်တော်အရောက်တိုင်းဟာလေကျွန်တော်လမ်းတဲ့ခြေလန်းတလန်းတိုင်းဟာခက်ခဲလိမ့်မယ်တခါတလေကြတော့ပျော်ရွှင်တဲ့နေရာပန်းခင်းလန်းကိုကျွန်တော်ရှောက်ရပါလိမ့်မယ်အဲ့ဒီအချိန်မှာလဲကျွန်တော်ပျော်ရွှင်တယ်လို့ဟာလားစူးခင်းတဲ့လမ်းလျှောက်တဲ့အချိန်မှာလဲကျွန်တော်ပျော်ရွှင်တဲ့ဘုရားသခင်နဲ့ကျွန်တော်အတူလျှောက်နိုင်ရမှာဖြစ်ပါတယ်ဘုရားသခင်ရဲ့ပိတ်သိက်ခြင်းကဂျိုးဆက်အပေါ်မှာရောက်ရှိတယ်ဘာဖြစ်လဲဆိုတော့ဘုရားသခင်နဲ့သူအမြဲတမ်းလျှောက်လန်းခြင်းဖြစ်ပါတယ်အဲကြောင့် तू ကဘုရားသခင်အပေါ်မှာ तू ကတော်လေးကိုသစ္စာရှိတဲ့သူတယောက်ဖြစ်တဲ့အတွက်ကြောင့် तू ဘယ်နေရာမှာပဲဖြစ်ဖြစ်ဘယ်အစစ်သားမှာပဲဖြစ်ဖြစ်ဘယ် position ပဲရောက်ဟာလားဘယ်နေရာမှာပဲဘုရားသခင်ကသူ့ကိုထား तू ကဘုရားသခင်ကိုယုံကြည်စိတ်ချပြီးတော့ဘုရားသခင်နဲ့ तू အမြဲတမ်းတွာလာခြင်းဖြစ်တယ်ဆိုတော့တွေ့ရပါတယ်။ဒါကြောင့်ဂျိုးဆက်ရဲ့အသက်တာကိုကျွန်တော်ကြည့်မယ်ဆိုရင်ဘုရားသခင်ပို့ဆောင်တဲ့နေရာမှာဘုရားသခင်သူ့အသက်တာကိုတုန်တင်တဲ့နေရာဘယ်နေရာမဆိုဘုရားသခင်ရဲ့တုန်တင်မှုကိုဆုံးမခြင်းကို तू ကနာခံတယ်ဆိုတာဒီကျွန်တော်စာဆောင်တစ်ဆောင်ထဲမှာကျွန်တော်တွေ့ရပါတယ်။အဲ့ဒါကြောင့်ကျွန်တော်ရဲ့ဘဝမှာဘုရားသခင်ဟာကျွန်တော်အတွက်လမ်းပြရှင်ဖြစ်တယ်၊မီးအိမ်ရှင်ဖြစ်တယ်။ဘုရားသခင်ကိုကျွန်တော်အမြဲတမ်းကိုးစားရမှာဖြစ်ပါတယ်။ပတ်ဝန်းကျင်မှာလူတွေကကျွန်တော်ကဲ့ရဲ့ပါလိမ့်မယ်။
ပတ်ဝန်းကျင်မှာလူတွေကခင်ဗျားကိုမကောင်းကြောင်းပြောပါလိမ့်မယ်ခင်ဗျားမလုပ်ခဲ့တဲ့အရာတွေလည်းလူတွေကလုပ်ခဲ့တယ်လို့ပြောပါလိမ့်မယ်ဂျိုးဆက်ကဒီဟာတွေကိုအားလုံးခံစားခဲ့ပါတယ်ဂျိုးဆက်ရဲ့အသက်တာမှာသူ့ညီကိုမောင်နှမသူ့ရဲ့မိသားစုကတောင်မှသူ့ကိုမုန်းတီးတယ်ဟုတ်လားသူ့ရဲ့ညီကိုတွေကသူ့ကိုရောင်းချတယ်တတ်ဖို့တော့မှသူတို့ကြံစည်တယ်အဲ့ဒီထဲမှာ तू ကဖျားတခင်နဲ့အတူရှိတယ်ဆိုတဲ့အခါကျတော့ तू ကဒီနေရာနေပြီးတော့လွတ်မြောက်ပြီးတော့ဖျားတခင်ပို့ဆောင်တဲ့နေရာကို तू ကရောက်ရှိပါတယ်ဒါပေမဲ့ तू ဖျားတခင်က तू စိတ်ချမ်းသာမယ် तू ပျော်ရွှင်မဲ့နေရာဆိုတာလဲ तू ကမမျှော်မှန်းခဲ့ပါဘူးဒါပေမဲ့ဖျားတခင်ကသူ့ကိုလူတွေမဲ့မောတဲ့နေရာတနေရာဟာလားယာထူးကြီးတဲ့နေရာအီဂျစ်နိုင်ငံရဲ့ Prime Minister နေရာမှာရောက်တဲ့အချိန်မှာတော့မှသူ့စိတ်သဘောထားဘုရားသခင်ပေါ်မှာရှိတဲ့သဘောထားအတူတူပဲဖြစ်ပါတယ်ဟလာအဲ့ဒီနေရာရောက်ဖို့ဆိုတာတော်တော်လေးကိုအချိန်အကြာကြီးသူကစောင့်ခဲ့ပါတယ်ဘုရားသခင်ကို तू ကလုံးဝမကြီးယူခဲ့ဘူးဘုရားသခင်ကို complain လည်းမတက်ခဲ့ပါဘူးဟလာဘုရားသခင်ဘာဖြစ်လို့ကျွန်တော်ရဲ့ဘဝကိုဒီလိုထားတာလဲကျွန်တော်ဘုရားသခင်ပေါ်မှာကျွန်တော်ယူသားပါတယ်ဟလာကျွန်တော်ဘုရားသခင်ကိုကိုးစားပါတယ်ဘာဖြစ်လို့ဒီဟာတွေကိုကြုံတွေ့ရလဲဆိုပြီး तू တခါမှ तू က complain မတက်ဘူးဘာဖြစ်လို့လဲဆိုတော့ထမင်းအဝစားနိုင်တဲ့နေရာမှာ तू ဘုရားသခင်နဲ့ तू ရှိတယ်ထမင်းစားစရာမရှိတဲ့ချိန်မှာလဲ तू ဘုရားသခင်နဲ့ငတ်တယ်ဆိုတာ तू ကနားလေတယ်အဲကြောင့် तू ဘယ်နေရာပဲရောက် तू ကပျော်ရွှင်ခဲ့တယ် तू ထောင်ထဲမှာဖာရောဘုရင်ရဲ့အိမ်မက်တွေကိုလည်း तू အတိတ်ပဲပြန်ခဲ့တယ်ဒါပေမဲ့ကျမ်းစာထဲမှာပြောထားလဲဆိုတော့အဲ့ဒီအချိန်ကနေဖာရောဘုရင်ကသူ့ကိုတိပေမဲ့ဖာရောဘုရင်ကဂျိုးဆက်ရဲ့အရေးချင်းကိုသိတယ်ဂျိုးဆက်ကသူ့ရဲ့အိမ်မက်တွေကိုအတိတ်ပဲပြန်ခဲ့တယ်ဆိုတာတိပေမဲ့ဂျိုးဆက်ကို तू ဒီလိုပဲဆက်ထားခဲ့တယ်ဟာလားလုံးဝ attention မပေးခဲ့သေးဘူးအဲ့ဒီနေရာမှာတော်တော်ကြာခဲ့တယ်ဆိုတာကျွန်တော်ဒီမှာတွေ့ရတယ်တခါတလေကျကျွန်တော်အကောင်းလုပ်တယ်ဘုရားသခင်အတွက်အကောင်းလုပ်တယ်အကျိုးရှိတဲ့အရာကိုလုပ်တဲ့ခါကျကျွန်တော်တခါတလေကျတော့ဟာလားနေရာတနေရာရောက်ဖို့ဆိုကျွန်တော်လဲဟာလား expectation လိုအပ်တဲ့အချိန်လည်းရှိတယ်ဟာလားအရန်ကိုတန်းတန်းတဲ့အချိန်ရှိတယ်လူတွေကကျွန်တော်တို့ရောက်ချင်တဲ့နေရာကိုလည်းအခွင့်အရေးပေးဖို့ကျွန်တော်တို့ကမျှော်လင့်တယ်ဒါပေမဲ့ကျွန်တော်ရဲ့ဘဝမှာဘုရားသခင်အတွက်ဘာအမှုအရာတစ်ခုကိုအကောင်းဆုံးပဲလုပ်မစေဟာလား position ကောင်းတဲ့နေရာတစ်ခုကိုချက်ချင်းမရောက်ရင်ခင်ဗျာလုံးဝစိတ်မကြဖို့ဒီဂျိုးဆက်အကြောင်းကကျွန်တော်ကိုခေါ်ပေးပါတယ်ဂျိုးဆက်က Egypt နိုင်ငံမှာအကြီးအကဲတယောက်ပိုက်ဆံချမ်းသာပြီးတော့လုံးချုံနေရမယ့်နေရာဟာလားအကြီးအကဲတယောက်ဖြစ်မဲ့နေရာရောက်ရှိဖို့ဆိုတာအချိန်တော်တော်လေးကိုကြာခဲ့ပါတယ်ဒါကြောင့်ကျွန်တော်တို့ဒီမှာခရိယန်ညီကိုပေါ်မှာတို့ကျွန်တော်တို့ဖျားသခင်နဲ့ကျွန်တော်သွားမယ်ဆိုရင်ဘယ်နေရာမှာပဲရောက်ကျွန်တော်တို့ဖျားသခင်နဲ့အတူသွားမှာဖြစ်ပါတယ်ဘယ်နေရာပဲရောက်ဖျားသခင်ကျွန်တော်အတူရှိတယ်ဆိုတာကျွန်တော်သိမယ်ဆိုရင်ကျွန်တော်ဘဝမှာအချင်းထဲပဲရောက်ထောင်ထဲပဲရောက်ထမင်းကတဲ့အချိန်မှာလည်းကျွန်တော်ပျော်ရွှင်ရမယ်ထမင်းစားနိုင်တဲ့အချိန်မှာလည်းပျော်ရွှင်ရမယ်ဘာဖြစ်လို့လဲဆိုဖျားသခင်ကခင်ဗျားထမင်းကတဲ့အချိန်မှာလည်းဖျားသခင်တည်နေတူရှိတယ်ဖျားသခင်တည်တဲ့ထမင်းငတ်ခံနေတယ်ဆိုတာခင်ဗျားနားလဲဖို့လိုတယ်ဖျားသခင်တင့်ဘဝအသက်တာမှာအမြဲတမ်းခေါ်ဖိတ်ပါဖျားသခင်နဲ့အတူသွားလာဖို့အဲ့ဒါအရေးကြီးတယ်အဲ့ဒါဆိုရင်ဘယ်နေရာပဲရောက်စူးခင်းတဲ့လမ်းပေါ်မှာရှောက်ယေရှုဖျားနဲ့အတူရှောက်မယ်ဆိုရင်ဒါခင်ဗျားအတွက်အပျော်ဆုံးချိန်ဖြစ်ပါတယ်ဖျားသခင်နဲ့အတူရှိဖို့ဆိုတာအရန်လိုတယ်ဂျိုးဆက်ကလည်းသူ့ရဲ့ဘဝမှာဖျားသခင်နဲ့အတူရှိတယ်အဆုံးတိုင်အထိသူကတစ္ဆာရှိမမရက်တည်တဲ့အတွက်ကြောင့်ဖျားသခင်သူ့ရဲ့ဘဝအဆုံးပိုင်းမှာသူကအကြီးအကဲတယောက်ဖြစ်ဖို့ဟာလားသူများနိုင်ငံမှာတော့မှသူကအရာထူးကြီးတဲ့နေရာကိုဘုရားသခင်သူ့ကိုပေးထားတယ်ဆိုတော့ကျွန်တော်တွေ့ရပါတယ်ဒါကြောင့်ကျွန်တော်ဘဝမှာကျွန်တော်ဆက်ပြတ်ဝမ်းနေခြင်းမရှိဘူးဘုရားသခင်ကိုကိုးစားပြီးတော့ကျွန်တော်ဘဝတက်တည်ပြီးရဲ့အရေးလွှမ်းမိုးတဲ့နေရာမှာပဲရောက်ဟာလားကောင်းစားတဲ့နေရာပဲရောက်ဘုရားသခင်ကိုကျွန်တော်ကိုးစားပြီးတော့ပျော်ရွှင်နိုင်သောသူများဖြစ်ဖို့ဘုရားသခင်အားလုံးကိုကောင်းချီးမလားချပေးပါစေအာမင်